ပေါ်တူဂီဖိုက်တာမန်နယ်ခိတ်ရဲ့စိန်ခေါ်မှုကိုတီမိမိတုံးပြန်လိုက်တဲ့ဂျော်ရှူအာဗန်ချန်ပီယံဖြစ်လာပြီးတဲ့နောက်ပိုင်းမှာချစ်ခင်သူထက်မနာလိုမုန်းတီးသူတွေပို့ပြီးတော့ပေါ်များလာပါတယ်အဲ့ဒီထဲမှာ flyweight တွေကအစိုးဆုံးပါဗန်ကိုဘာမုန်းလို့မုန်းနေကြမှမသိအောင်ကိုသူတို့ကရုပ်ပေါက်ပြနေတာပါဖန်တိုဂျာချန်ပီယံဖြစ်နေတော့ကကြတော့အခုဗန်ကိုမုန်းတယ်လို့မမုန်းကြဘဲနဲ့အတန်တိတ်နေခဲ့ကြတာပါဒီတော့ချန်ပီယံဖြစ်သွားတဲ့ဗန်ကအသက်အရွယ်ပိုင်းအရအတော်လေးငယ်နေသေးတာကြောင့်ပဲလို့ထင်ပါတယ် UFC မှာဒုတိယအသက်ငယ်ဆုံးချန်ပီယံဖြစ်လာတော့လေတခြားချန်ပီယံဖြစ်သွားတဲ့ဖိုက်တာတွေထက်တော့ပို့ပြီးတော့မုန်းတီးခံရတာအဆန်းတော့လည်းမဟုတ်ပါဘူးအဲ့ဒီထဲမှာအခုပြောပြမယ့် Manel Cage ဆိုတဲ့ဖိုက်တာကအဆိုးဆုံးပါသူကဟိုတယ်လော်တုန်းက Flyweight တန် Round 1ကဖိုက်တာ Brandon Rival ကိုလဲထိုးနိုင်ပြီးဗန်ကိုလေးတိုက်တာပါ Manel Cage ကဗန်ကိုနိုးဆိုကလေးလေးဒီမှာအဖေလာနေပြီဆိုတဲ့ပုံစံမျိုးနဲ့လေးတိုက်လိုက်တာပါနောက်ပြီးနေရာမှန်ကိုပြန်ပို့ပေးမယ်ခပတ်ကိုအရယူပြမယ်စသဖြင့်လေးတိုက်ပါသေးတယ်သူလေးတိုက်တာကိုဗန်ကလည်းပညာသားပပနဲ့ပဲတုံ့ပြန်ထားပါတယ်ဗန်ကမင်းကိုမင်းသာကူးဆိုင်ပါငမဲကြီးခပတ်လိုချင်ရင်ငါနေတဲ့မြို့ကိုလာခဲ့လိုက်ပြီးရင်ငါ့အောင်နိုင်အောင်ထိုးဆိုပြီးတော့ပြန်တုံ့ပြန်ထားတာပါဒါကြောင့် UFC ဘက်ကသာအတီးပြုတ်မယ်ဆိုရင်သူတို့နှစ်ယောက်ကပွဲဖြစ်လာဖို့များပါတယ်ဗန်ကလည်းတော်တော်ကောင်းတဲ့ဖိုက်တာဆိုတာပရိသတ်တို့အားလုံးအသိပါဒီတော့ခပတ်ကာကိုပဲထိုးလာရမယ်ဆိုရင်လေဗန်မဲနိုင်မယ်လို့ယုံကြည်ပါတယ်လွယ်တော့မလွယ်ပေမဲ့ချန်ပီယံဖြစ်နေပြီဆိုတဲ့အတွက်မလွယ်တာကိုလည်းလွယ်အောင်လုပ်ပြနိုင်မယ်ထင်ပါတယ်နောက်ပြီး Manel Cage ကတော်တော်တက်တီပြင်းပါတယ်ဗန်ကိုစကလုံးအကျန်းကြီးတွေနဲ့လေးတိုက်တဲ့အပြင်နှစ်ချီနဲ့အမောက်တိတ်မယ်ဆိုပြီးလည်းပြောရတာပါပြောချင်တာတခုကဂျိုရှူအာဗန်ကိုအမောက်တိတ်နိုင်မှုကလွယ်မယ်လို့ပရိသတ်တို့ထင်လားအဲ့ဒီလိုအမောက်တိတ်လို့လွယ်ကြီးဆိုဗန်ကချန်ပီယံအောင်ဖြစ်လာမှာမဟုတ်ပါဘူးအမောက်တိတ်ခံမှုတဲ့ချားလ်ဂျိုဆန်နဲ့ပွဲတုန်းကဗန်ဆိုတာကတော်တော်နှုပါသေးတယ်နောက်ပြီးဂတ်လွတ်တဲ့တစ်ချက်မှာပဲချက်ကောင်းကိုထိခဲ့လို့ကြာခဲ့တာပါအခုကတော့ဂတ်လွတ်ဖို့နေနေတာကြိုင်မက်တွေသူ့အနာကပ်ဖို့တော့အနိုင်ဖြစ်သွားပါပြီနောက်ပြီး Manel Cage ကအာသာချောင်းနေတာချန်ပီယံကပတ်စိန်ခေါ်ခွင့်ရမရတော့မသေးကြသေးပါဘူးဘာလို့လဲဆိုတော့တစ်ဖက်မှာ Tatsuro Taira ဆိုတဲ့ဂျပန်ဖိုက်တာကလည်းရှိနေသေးလို့ပါဒီဂျပန်ဖိုက်တာက Ranking 3ဖြစ်ပြီး Manel Cage ကတော့ Ranking 2ပါ Tatsuro Taira ကလည်း Ranking 3က Brandon Moreno ကိုအလဲထိုးနိုင်ပြီး Ranking တက်လာတာပါအဲ့တော့မြတ်တခပတ်ပေးလို့မယ်ဆိုရင် Ranking 2နဲ့3ဖြစ်တဲ့ Manel Cage နဲ့ Taira တို့နှစ်ဦးကိုအရင်ပွဲတည်ပေးသင့်ပါတယ်အဲ့လိုပွဲတည်ပေးပြီးမှသာသူတို့နှစ်ယောက်ထဲကဘသူကချန်ပီယံလူခွင့်ရမလဲဆိုတာအဖြေထွက်မှာဖြစ်ပါတယ်ဒါပေမဲ့မေထားလို့မရတဲ့နောက်ဖိုက်တာတူကလည်းရှိနေပါသေးတယ်ဗန်ရဲ့အောက် Ranking 1ကချန်ပီယံဟောင်းပန်းတိုးကြပါအဲ့တော့ Manel Cage ကချန်ပီယံလူခွင့်ရဖို့နေနေတာTaira ကိုအရင်နိုင်အောင်ထိုးရမှာဖြစ်ပြီးဖန်တိုဂျာနဲ့ဗန်သာအရင်ပွဲဖြစ်လာဖို့များပါတယ်ဒီတော့ Manel Cage ကလက်ရှိမှာ Rival ကိုနိုင်တာနဲ့ပဲဗန်ကိုတက်ပြီးတော့အားချောင်းနေတာအပိုးပါပဲခပတ်လူခွင့်ရဖို့တော့မသေးကြသေးတာကိုအားတက်ချောင်းနေတာတော့မဖြစ်သင့်ပါဘူးဒီတော့ဗန်ကဗန်အဖြစ်ပဲဆက်ရှိနေမှာပါချန်ပီယံကပတ်ကလည်းဗန်စီမှာပဲမြဲမှာပါနောက်ပြီးဗန်နာ Manel Cage နဲ့ထိတိုက်တွေ့လာမယ်ဆိုရင်ဗန်က Manel Cage ရဲ့လက်အထွက်တွေကိုတတိထားနိုင်ရင်လုံလောက်ပါပြီဒီတော့ဗန်တကယ်ကြောက်ရမှာက Manel Cage မဟုတ်ပါဘူးမိုရီနိုလိုအလဲထိုးမခံရဘူးတဲ့ဖိုက်တာကိုအလဲထိုးပြသွားတဲ့ Taira နဲ့ဖန်တိုဂျာတို့ပဲဖြစ်ပါတယ် Manel Cage ဆိုတာအာတက်ချောင်းလို့သာစင်းရင်းနဲ့ထည့်ရတာပါတကယ်တော့သူကစင်းရင်းနဲ့ထည့်ရမယ့်အဆင့်မျိုးမဟုတ်သေးပါဘူးဒါကြောင့်ဖန်အနေနဲ့အရေးမဆိုင်ဖို့လိုပါတယ်